Area 61ဆိုပြီးတော့မှSuperman ဆိုတဲ့အကောက်ပိုင်ရှင်ဒီကောင်မသိမှဆိုလို့အဲ့တော့ Superman ဆိုတဲ့ကောင်ကိုပြောချင်တာငါတို့တွေမင်းဒီ TikTok ကောက်ကြီးစဖွင့်နေတဲ့ချိန်မှာမင်းပြောတဲ့ဟာတွေမင်းဆိုတဲ့ဟာတွေကိုငါတို့ကတစ်စိတ်တစ်ပိုင်းအနေနဲ့အားပေးတယ်ကွာအားပေးတယ်ဆိုတော့ဘာမှငါတို့ကစပ်ပြမပြောလို့အဲ့ချိန်တော့နော်မင်းစစ်စစ်ကိုတရားစွဲမလို့ရှိုင်းလေးကိုတရားစွဲမလို့နဲ့ပฏิပဒါကြီးပြောပြီးကြတော့မင်းလည်းဘာကောင်မှမှုတ်တဲ့ကောင်ကြီးကွာသိလားမင်းဘာစောက်ပတ်သက်ပဲဘာပဲလို့ငါတို့အကြောင်းတော့မပါဘူးအဲ့တော့မင်းဒါမျိုးတွေလုပ်ပြီးတော့အားရှောင်းနေပြီးကြလို့ရှိရင်ဒီ gamer တွေဒီ streamer တွေ pro player တွေကိုမင်းအကြောင်းပြပြီးတော့မှမင်းအတိုင်းရှင်းရှာသွားတယ်ကွာအဲ့ဒီတိုင်းရှင်းရှာသွားတဲ့ဟာကိုလည်းငါတို့ကဘာမှမပြောလို့အဲ့တော့မနေ့ကဗီဒီယိုတစ်ပုဒ်တွေ့လိုက်တယ်အဲ့ဒီ gamer တွေ streamer တွေပေါ့ဒီ mobile legend ဘက်မှာရှိတဲ့လူတွေကဒီ mobile legend ကနေပြီးတော့မှအလောင်းကစားကြော်ညာတွေပေးမလို့တော့ဘူးတဲ့ပြီးကြရင်ဒီကောင်တွေနဲ့နေရာမရှိတော့လို့ဒီကောင်တွေပတ်ကြီးကိုပြောင်းကြတော့မှာတဲ့မင်းတို့အားကိုးတဲ့ streamer တွေ gamer တွေဒီ pro player တွေကအဲ့ဒါသူတို့စောက်ကြောင်းတွေကွာဘယ်ကိုပြောင်းပြောင်းမင်းနဲ့ဘာမှမဆိုင်ဘူးเนาะအဲ့ဒီတစ်ချက်နောက်တစ်ချက်ခုနကပဲငါဗီဒီယိုတွေ့လိုက်တယ်PDF စကန်တစ်ခုမှာရှိတဲ့ဒီလူငယ်တွေကဖတ်ပြေးသွားတယ်ပေါ့နော်ဖတ်ပြေးသွားတဲ့အချိန်မှာ PDF စကန်နဲ့ဒီလူငယ်တွေကိုဒီလိုဖြစ်တယ်ဟိုဟာဖြစ်တယ်ဘာညာဖြစ်တယ်ဆိုပြီးတော့သူတို့ရဲ့လိပ်စာတွေ location တွေဘာညာတွေပြောလိုက်မှားတယ်နော်အဲ့ PDF စကန်အဲ့လိုပြလိုက်တာမကောင်းဘူးမှားတယ်မင်းပြောတဲ့လို့ရအောင်ငါမှားတယ်လို့ပြောချင်တာမဟုတ်ဘူးဒါပေမဲ့မင်းစောက်လို့မပါဘူးလေကွာအဲ့နိုင်ငံရေးခင်းချင်းနေမင်းကနောက်ပိုင်းလူကြီးတွေထိပါစော်ကားတဲ့စောက်စင်းတွေထိပါဖြစ်လာခင်ဗျားတို့တွေလူငယ်တွေကို9နှစ်ထိအတုံးချပြီးသွားရင်မကျင်တဲ့သေးဘူးလားဘာဖြစ်တယ်ညာဖြစ်တယ်ဘလို့ပဲညာပေါ့လွတ်လပ်ခွင့်ပေးလိုက်ကြပါတော့ဆိုတာမင်းလိုစောက်ပိန်းအောင်စောက်တန်းရှင်းရှာရင်ဒီလို follower ရမယ်ဆိုပြီးသိတဲ့စောက်ပိန်းအောင်တော့ထဲမှာ5-6နှစ်ခုံခံပြီးနေတဲ့လူငယ်တွေကဘသူ့ရဲ့အုံတော့ဘသူ့ရဲ့ဝါဒမိုင်းထဲမှာရှင်သန်နေရမှာမဟုတ်ဘူးသူတို့ရဲ့အတွေးခေါ်သူတို့ရဲ့ brain နဲ့သူတို့ဘာသူတို့ရှင်သန်နေသူတို့စက်ကြရင်သူတို့တော့ထဲမှာနေတခြားနိုင်ငံတွေကိုသွားပြီးတော့လဲတော်လိုင်းဆက်လုံးလုံးသူတို့အကြောင်းမင်းနဲ့ဘာမှမဆိုင်ပြီးကြတော့မင်းလူကြီးတွေဆိုတဲ့ကောင်တွေကခင်ဗျားတို့ကိုယ်တိုင်အဲကွန်ကန်ထဲမှာနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်မင်းဘယ်လောက်သိလဲတော်လိုင်းအကြောင်းအနူကြီးကလူကြီးတော်ထဲမှာအများကြီးပဲနော်အခုဒီဘက်မှာငါပြောချင်တာနိုင်ငံခြားဆက်ဆံရေးဘာညာဆိုတော့နေတာဘာညာငါတို့မပြောလို့ဘူးလေအဓိကဒီစီရေးနဲ့သက်ဆိုင်တဲ့အုပ်ချုပ်ရေးနဲ့သက်ဆိုင်တဲ့ဝင်ကြီးတွေလူကြီးတွေတော်တော်ရောက်နေအဆင်ပြေပြီကွာအဲ့တော့မင်းကိုယ်တိုင်ကနော် sorry တော့ငါတို့လက်ခံတယ်ဟိုကောင်တရားစွဲမယ်ဒီကောင်တရားစွဲမယ်ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘလို့ပညာဘာချမ်းသာဆိုပြီးပြောဆိုပြီးတော့မှပြီးကြတော့မင်းဘယ်ကောင်မှလည်းထိထိရလုံနိုင်တာမျိုးငါမတွေ့ဘူးမင်းစောက်ပါဇက်ကမင်းပေါ့မင်းအားချောင်ပြီးပရိပဒဖြစ်သွားပြီပြီးသွားပြီမင်းအခန့်တခန်းရက်သွားပြီမင်းတိုင်းရှင်းရှာတယ်ဆိုတော့လည်းအကုန်လုံးကသိသွားပြီအခုမနေ့ကအကြောင်းကိုပြန်ဆက်လာပြီးစောက်တန်းရှင်းထက်ရှာနော်အဲ့တော့ပြီးကြလို့ရှိရင်မင်းကိုမကျင်တဲ့လို့ပြောတဲ့နိုင်ငံခြားဒီဂိမ်းနဲ့သက်ဆိုင်တဲ့လူငယ်တွေတခြားရုံကလူငယ်တွေကပြောရင်မင်းကချင်းချောက်သေးတယ်ဟဲ့အောင်မနေ့ကဆို IC လို့ပြောနေမင်းနဲ့နိုင်ငံခြားကိုအချိန်တိုင်းနိုင်ငံခြားကမင်းလုံးလုံးနေနိုင်10နှစ်ပေါ့တယ်အချိန်တိုင်းပြန်လာရင်ငါမမေဘူးအဲ့ကြရင်မင်းနဲ့တွေ့မယ်ဘာညာဆိုပြီးတော့တွေ့သမျှကောင်လက်ချင်းချောက်နေမင်းစစ်တပ်ထဲကအတိုင်းဝန်းနဲ့ဒီအပြင်ဘက်ကလူကြီးတယောက်နဲ့လောက်သိရတယ်မင်းကိုမင်းအကောင်ကြီးထင်နေရငါလို့မှသာမင်းအဲ့ဒီကိစ္စတွေအားလုံးပြောခြင်းစက်ကောင်စီနဲ့ဒီတိုင်းသားလက်နက်ကင်တွေနော်အဲ့ကြားဖြန့်နေပါလေလောင်းကစားကိုလုံနေတဲ့တိုင်းသားလက်နက်ကင်တွေအကုန်လုံးမင်းပြောရမှာပြောစမ်းရမှာအဲ့ကြားဖြန့်ကိစ္စလုံနေတဲ့လူတွေအကုန်လုံးပြောမင်းဂိမ်းမာတွေရှောက်မပြောနဲ့ဒီဂိမ်းမာတွေကမကြော်ညာဘူးဆိုလေလုံမဲ့အလောင်းကစား site တွေကထပ်လုံနေအောင်ပါပဲအဲ့တော့ဒါတွေကိုချုပ်ကင်ထားတဲ့လူကဘယ်သူလဲမင်းရင်သိအောင်လုပ်သိလားစစ်တပ်လားဒါမှမဟုတ်တချို့သောတိုင်းသားလက်နက်ကင်တွေလားဒါမှမဟုတ်တရုတ်တွေတဲ့ဘယ်သူတွေနဲ့ပေါင်းပြီးလုံနေလဲပြီးတော့ဒီကောင်တွေကဘယ်နေရာမှာအမြင့်တည်နေလဲနော်အဲ့အလောင်းကစားတွေဒီကြားဖြန့်နေဆိုတာဒီဂိမ်းနဲ့ပတ်သက်တဲ့လူတွေ streamer တွေ YouTuber တွေ caster တွေ pro player တွေရိုးတန်းဂိမ်းဆော့တဲ့လူတွေသူတို့တွေမလုပ်တော့ဘူးမဆော့တော့ဘူးဆိုရင်လေဒီလူတွေကိုဒီလိုမျိုးဆော့ကျင်လာအောင်နောက်ွယ်ကနေလှုပ်နေတဲ့ကောင်တွေကဘာတူလဲဒီအကျိုးမြတ်တွေကိုနောက်ွယ်ကကောင်နဲ့ဘယ်ကောင်နဲ့လက်ဝါးကြီးအုပ်ထားလဲဆိုတာမင်းလည်းသိတယ်ငါလည်းသိတယ်တခြားလူတွေလည်းသိတယ်နော်ဒါတော့တနေရာဘယ်ကောင်တွေပတ်သက်နေလဲမင်းသိတယ်ဒီမင်းပြောကြည့်ရင်မင်းဂိမ်းမာတွေဆွေးမာတွေဘာတွေညာတွေကိုပြောရမှာမဟုတ်ဘူးအကောင်လုံးပြောရဝင်းကောင်လုံးပြောဘောလုံးလုပ်တဲ့ကောင်ရောဂိမ်းနဲ့လုပ်တဲ့ကောင်ရောပြီးကြလို့ရှိရင်ဒီ movie တွေဘာတွေညာတွေအကြောင်းပြောပြီးတော့မှအလောင်းကစားကြီးကြော်ညာတဲ့ကောင်တွေအကောင်လုံးပြောနယ်ပယ်သောကောင်တွေအကုန်ပြောကြည့်အကောင်လုံးကဘယ်သူမှမရှိတော့အောင်ပြောကွာနော်အေးဘယ်သူမှမရှိတော့ဘူးဆိုရင်ဒီအလောင်းကစားလုပ်တဲ့ကောင်တွေရပ်သွားမယ်ထင်လားဟမ်ဒီနောက်ွယ်မှာအမြင့်တွယ်နေတာငါတို့နိုင်ငံမှာအာဏာရနေတဲ့လူတွေအများကြီးပါတယ်စောက်တော့တာသိလားနေရာတကာဝင်မပါနဲ့မင်းလုံနေတဲ့အပိုင်းမင်းဂိမ်းနဲ့စောက်တန်းရှင်းရှာမယ်ဂိမ်းမာတို့ပြောဆိုနေတဲ့ဟာတွေလှုပ်ရှင်နေအဲ့ဒီတစ်ပိုင်းနဲ့ကိုလှုပ်နိုင်ငံရေးတွေကိုပါမင်းဆွဲဖင်လာရမနေနဲ့ဖင်ရပြီးအတန်းရှင်းရှာမနေနဲ့ပြောချင်တာကိုယ့်ရချင်းကိုသိကိုယ့်ဆွမ်းစားကိုသိငါတို့မင်းပြောတဲ့ဟာသဘောကျတယ်ငါတို့နဲ့မဆိုင်ဘူးဆိုင်လဲငါတို့ဝင်မပါဘူးကွာနော်ပြောဆိုတယ်
ပြီးကြတော့မင်းဘာမှလည်းလက်တွေ့ကြကြမချပြနိုင်ပဲပြီးကြမှာစောက်ဖွင့်နေရဒါပဲပြောချင်တာနော်ကျေးဇူးတင်ပါ